ဆိုလူတစ်လေးတွေလှုပ်လာလျှောက်ချင်တယ်ဆိုရင်တစ်ချက်ဘာတွေပြောချင်လဲ လူတစ်လေးကတော့လာလျှောက်ပါကျွန်တော်ကအမြဲတမ်းလို့ဝက်ခံကြိုးလို့နေတာပေါ့အများကြီးလာလျှောက်ပါလို့ကျွန်တော်လေးကတစ်ချက်တင်ပြပေးတယ်ပြောပြပေးတယ်စူတာဆဲတာတွေမရှိပါဘူးအဲကြောင့်ရုံကြီးနဲ့လာလျှောက်ရပါတယ်လက်ပါဟုတ်မလားပါ နာမည်လေးက တော့လည်းဖဲခေါ်ပါ အသက်ကဘယ်လောက်ရှိပြီဒီလောက်ကအဆင်ပြေရဲ့လားကိုအတွက် ပြေးပါတယ် အသက်ဘယ်လောက်ကြာပြီလဲ သုံးနှစ်လေးတော့ရှိ 3နှစ်နေနေပေါ့နော်အခုရာထူးအနေနဲ့ရော သူကတော့ဒီမှာခေါင်းဆောင်လီဒါယာသူပေါ့ လီဒါရာထူးအနေနဲ့ပေါ့နော်အသက်ငယ်ငယ်လေးနဲ့လီဒါရာထူးလုပ်နေတော့ pressure တွေရှိလား ဒါဆိုတော့သူ့အတူတော့ရှိပါတယ်ဒါပေမဲ့အရင်ကနေရပါ ငယ်လည်းမများဘူးပေါ့နော်ဆိုတိုက်ရှင်လုံးရတာရောမောလား ဘောကတော့အရင်ကတော့ဘောတော့ပုံမှန်တော့ပါ ပညာရောရရဲ့လား ပညာရတော့အစုံတော့ဒီအများဆုံးတော့ဒီမျိုးစုံနဲ့ဒီဘောင်းနဲ့စကားပြောရအစုံရပါတယ် ဆိုရတူတမှုတစ်ခုအနေနဲ့တော့ရှိတဲ့လောက်တော့ ဒီတော့ကတော့တောင်းလို့နေရှိတယ်တော့ရှိပါတယ်အဲတောင်းလေးပါဒီနေ့ရဲ့ပြရမယ် အဲဆိုရင်သူကလုပ်ငန်းပိုင်းဆိုင်ရာတူတမှုအမှုကောရှိတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီစိတ်ပိုင်းဆိုင်ရာပေါ့နော်အမြင်ကျယ်မှုတို့ဥပမာ customer မြောက်များစွာနဲ့ချိတ်ဆက်ရတော့ဘယ်လိုမျိုးပြောင်းလဲမှုသွားလဲ ချိတ်ဆက်ရတော့ဘယ်လိုပြောလဲလူမျိုးရောအဓိကလူတွေနဲ့ဘယ်လိုပြောရမလဲလူဆက်ဆံရမလဲအစားရတာပေါ့အကုန်လုံးနေကျင်နားလိုက်တာ အဲဆိုလူတစ်လေးတွေလှုပ်လာလျှောက်ချင်တယ်ဆိုရင်တစ်ချက်ဘာတွေပြောချင်လဲ လူကြီးလေးကတော့လာလျှောက်ပါကျွန်တော်ကအမြဲတမ်းလို့ဝက်ခံကြိုးလို့နေတာပေါ့အများကြီးလာလျှောက်ပါလို့ပြောချင်ပါတယ် သူတို့ကဘယ်လိုပြောမှာစိုးရိမ်နေတဲ့ကိစ္စလေးတွေပေါ့နော်အရင်ပင်မမယ်ဘာမှမတက်တော့ဘူးတန်ရှင်းရနှိမ့်ကြတယ်အဲ့လိုမျိုးလေးဆိုရင်ရောကိုယ်အနေနဲ့ဘာပြောချင်လဲ ကျွန်တော်တို့ကခေါင်းဆောင်လေးရှိတယ်ခေါင်းဆောင်လေးကတစ်ချက်တင်ပြပေးတယ်ပြောပြပေးတယ်စူတာဆဲတာတွေမရှိပါဘူးအဲကြောင့်ရုံကြီးနဲ့လာလျှောက်ရပါတယ် ကျေးဇူးတင်ပါတယ်လာပါ လာပါ နာမည်ဘယ်လိုခေါ်လဲ တင်ဝင် မတင်တင်ဝင်းနော်လောက်ရအဆင်ပြေရဲ့လားပြောရှင်လားမောလားဟမ်ဒီလောက်ရောနှစ်တက်ရဲ့လား လက်ပါပါ ဟုတ်လားဟန်ဆောင်ပြောရလားတကယ်ပြောနေရလား မဆိုင်ဘူး ဟုတ်လား နားလည်းဒီလိုပဲတောင်းဆိုင် ဟမ် အိမ်မှာလည်းတော့ရလာ အိမ်မှာလည်းလုပ်နေရတာပဲဟုတ်လားโอเคလက်ရှိအနေနဲ့အဆင်ပြေလား ဒီပါလေ ပြေရနော်โอเคဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ် အသက်အရွယ်ပညာရေးချင်းလုံးဝမကြည့်ရဲ့စ조사ချင်သူတိုင်းအတွက်အခွင့်အရေးရှိရဲ့ဟုတ်တယ်ရှင်ကြီးပါအလုံးလို့ရေဟုတ်ရှိရဲ့နော်